အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြော်နေလေးရတဲ့လွယ်ကူမြန်ဆန်ပြီးတော့အသားမပါလဲဆက်ဆက်မှုမှုလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ချက်ဥမမခောက်ဆွဲချောက်အဆက်ကြော်နေလေးကိုလာမျှရပေးတာဖြစ်ပါတယ်ပထမဆုံးဖြူတို့ညှုပ်သီးစိမ်းကိုအဆက်စားနေသလောက်ညှက်သွားတဲ့အထိထောင်းထားပေးလိုက်ပါမယ်ဒီကြော်နေလေးကတော့အိမ်မလို့ကူကူလေးကြော်စားလို့ရတဲ့နေလေးပေါ့နော်နောက်တစ်ခုကချက်ဥကြတဲ့သူတွေတော့အရန်ကိုစင်ပြေပါတယ်ထောင်းထားတဲ့ညှုပ်သီးကလည်းကိုလိုချင်တဲ့ပုံစံနဲ့ရပြီဆိုလို့ရှိရင်တော့ချက်တုံ3လေးမှော်စားလို့ကိုထည့်ပြီးတော့သမတော့အောင်ရောထောင်းထားပေးလိုက်ပါမယ်ပြီးရင်ဖြူတို့မမခောက်ဆွဲ6ထုတ်စားလောက်ကိုခဏလောက်ထပ်ပြုတ်ပေးထားလိုက်ပါမယ်ခောက်ဆွဲ6ကိုတော့ဖြူကအထုတ်ချီတစ်ထုတ်ကိုသုံးထားပါတယ်အကြာကြီးတော့မပြုတ်ထားဘူးပေါ့နော်10မိနစ်2မိနစ်လောက်ပဲပြုတ်ထားပေးလိုက်ပါတယ်ရှင်ဒီကြော်လေးကိုအိမ်ကမော်လေးကြော်ကြတာသူဆိုလို့ရှိရင်အရင်ကြိုက်တယ်ပေါ့နော်သူကငကိုကလေးကချက်ဦးတို့ဒီခောက်ဆွဲ6လို့ဆိုလို့ရှိရင်အရင်ကြိုက်တော့လေတော်တော်လေးကိုကြိုက်ပါတယ်ဒီကြော်လေးကိုကဲဖြူတို့ပြုတ်ထားတဲ့ခောက်ဆွဲ6ကနည်းနည်းလေးနုံးလာပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးလိုက်ပါမယ်ခဲ့ပြီးရင်ဖြူတို့ချက်ဥလေးကိုဟာဖက်ပုံစံမျိုးလေးပေါ့နော်လာကြော်ပေးလိုက်ပါမယ်ရှင်ရုံးစုံအိုးလေးကိုစီထည့်တယ်စီလေးပူလာပြီဆိုလို့ရှိရင်တော့ချက်ဥလုံးလေးတွေအခုလိုမျိုးလေးဖောက်ထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်ဒီနေ့မှာအချက်နည်းများကတော့60ခဲ့ပေါ့နော်ဖြူကတော့တအိုင်လည်းမချက်တအိုင်လည်းမစိမ့်နေထားလေးကြော်ထားပါတယ်အပြင်ခုချုံနဲ့အတွင်းသားမချက်တစ်ချက်နေထားလေးကြော်ထားပါတယ်ဖြူကတော့ဒီချက်ဥခောက်ဆွဲ6ကြော်မှာဖြူကချက်ဥ3လုံးကိုသုံးထားပါတယ်ဒီတိုင်းလေးပဲ3လုံးစလုံးထည့်ကြော်ပေးလိုက်ပါတယ်ဒီချက်ဥကြော်တဲ့နေရာမှာရတာထည့်မှဆိုလည်းရပါရဲ့နော်။ပြောတော့ခောက်ဆွဲကြော်တဲ့အချိန်မှာတစ်ခါတည်းထည့်ပြီးတော့ရတာလေးဆက်မှာဖြစ်တဲ့အတွက်ချက်ဥကြော်တဲ့ထဲမှာတော့မထည့်တော့ဘူးပေါ့နော်။ပြီးတော့သူ့ခဏတော့အေးခဏပေးလိုက်မယ်။ချက်ဥကြော်အေးခဏနေဖြူကခောက်ဆွဲ6ကြော်မှာထည့်မယ် sauce လေးကိုလာဆက်ပေးလိုက်ပါတယ်။ဒီအောင်ဆုံးစားနှင်းငယ်အသားမှုန့်နှင်းငယ်ပြီးတော့တခြားနှင်းငယ်နဲ့ငံပြာရည်ကိုထည့်ပေးလိုက်ပါတယ်။ရောင်စင်းတွက်ကပန်းငပြားရဲ့နောက်လေးနှင်းငယ်ထည့်ပြီးတော့ခရုစီကိုဓမင်းစားစုံနဲ့တစုံကြော်လောက်စာကိုထည့်ပေးလိုက်ပါတယ်။နောက်ဆုံးကျမှရေနှင်းငယ်ကိုထည့်ပြီးတာနဲ့သမတော့အောင်မှွေထားပေးလိုက်ပါတယ်ရှင်။ဒါကတော့ဒီခောက်ဆွဲ6ကြော်မှာအဓိကပါတဲ့ sauce လေးပေါ့နော်။ကဲပေါင်းပစ္စည်းအားလုံးလည်းစက်သဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူလို့စပြီးတော့ကြော်ပေးရန်အတွက်ခဏကချက်ဥကြော်ထားပြီးသားအိုးလေးထဲကိုပဲစီလေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်စီလေးပူလာပြီဆိုတော့ဖြူကခဏကထောင်းထားတဲ့ချက်တုံးနဲ့ညှုပ်သီးစိမ်းကိုပေါ့နော်ထည့်ပြီးတော့နှက်လေးမွေးလာတဲ့ဒီခဏလောက်ကြော်ထားပေးလိုက်ပါတယ်ကဲဖြူတို့ရဲ့ညှုပ်သီးစီတက်လေးရလည်းရပြီဆိုလို့ရှိရင်တော့ခဏကပြုတ်ထားတယ်မမခောက်ဆွဲ6ကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ဆက်ထားပြီးသားဆက်ကလေးကထည့်ပြီးလို့ရှိရင်တော့တမတော့အောင်နှိပ်ထားပေးလိုက်ပါမယ်သူရရတာလေးဆိုလို့ရှိရင်တော့ဆက်ဆက်ငယ်ငယ်ချိုးလေးပေါ့နော်အနက်လေးလည်းမှွေပြီးတော့တမျိုးလေးစားလို့ကောင်းပါတယ်ကဲဖြူတို့မှူတော့ပေးလိုက်တာတမလာပြီးတော့မမခောက်ဆွဲကလည်းနူးလာပြီဆိုလို့ရှိရင်တော့ကဖောက်ရွက်နှင်းငယ်ပြီးတော့ခဏကကြော်ထားတဲ့ကျုပ်ကြော်လေးကိုထည့်ပေးလိုက်ပါမယ်နော်ကဲပြီးတော့အားလုံးတမတော့အောင်ပြန်ပြီးတော့နှိပ်ထားပေးလိုက်ပါမယ်ဒီအရွက်ကတော့အပင်စင်းမဟုတ်ပါဘူးเนาะသူကကျတော့ကဖောက်ရွက်ပဲဖြစ်ပါတယ်ထိုင်းမှာကြော်တဲ့ကဖောက်ရွက်လေးပေါ့နော်အပင်စင်းနဲ့နှက်ကတော့ကွာတယ်ပေါ့နော်ဒီကဖောက်ရွက်လေးနဲ့ကဲဖြူကြော်သွားပေးလိုက်တာအားလုံးနဲ့တမလာပြီဆိုလို့ရှိရင်တော့ရတာပေါ့ငါတစ်ခါလေးမြည်ပေးလိုက်ပါမယ်ဒီနေရာမှာပေါ့ငင်ကိုတော့ကိုစိတ်ကြိုက်ပြပေးနိုင်ပါတယ်နော်ကဲရတာလည်းလုံးဝစိတ်ကြည့်ပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ဒီနေ့ဟာလေးဆိုလို့ရှိရင်တော့ချိုချိုငယ်ငယ်ဆက်ဆက်အနက်မမွေးလေးနဲ့စားလို့ကောင်းတယ်ဖြူတို့ရဲ့ချက်ဥမမခောက်ဆွဲ6ကြော်လေးရတော့စားဖို့သက်သက်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်စိတ်ပြမယ်လို့မျှော်လင့်ပါတယ်ရှင်ဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးဘိုင်ဘိုင်